condo facility နဲ့နေရပြီးတော့ကျွန်တော်တိုက်ခန်းဈေးပဲပေးရမယ်တိုက်ခန်းလေးတစ်ခန်းနဲ့မိတ်ဆက်ပေးပါမယ်ဟုတ်ကဲ့အဲ့တိုက်ခန်းလေးကတော့ကျွန်တော်တို့ရဲ့မြောက်တကုံမြို့နယ်မှာရှိနေတဲ့အထင်ကြီးလမ်းမကြီးဖြစ်တယ်ကျွန်တော်မဟာဗန္ဓုလလမ်းမကြီးခေါ်မန္တလေးလမ်းမကြီးပေါ်မှာတည်ရှိတာပါတိုက်ခန်းဆိုလို့ရှိရင်တော့ကျွန်တော်တို့6တက်တိုင်းမှာက9လွှာတမိုးရောဖြစ်တယ်ပြီးရင်ပေချေရဆိုရင်တော့ကျွန်တော်1854ပေဖြစ်တယ်ခင်ဗျအဲ့တော့တိုက်သက်တန်းလဲနှုတယ်တိုက်သက်တန်းကလည်းဒီတိုက်ပီပီချင်းမှာပဲဝယ်ထားတာပေါ့နော်ဒီမှာအခုကျွန်တော်တို့ဘာတွေပါမလဲဆိုလို့ရှိရင်သူကပါကီခင်းထားပေးမယ်ကျွန်တော်အခန်းအခန်းပါမယ်အဲကွန်တစ်လုံးပါမယ်ခင်ဗျcontrol facility လို့ပြောအောင် control facility မှာဘာတွေပါလဲဆိုရင်ကျွန်တော်ဓာတ်လီကတော့မပါဘူးခင်ဗျဒါပေမဲ့ရိုးတိုက်ခန်းမယ်တိုက်ခန်းမှာဆိုရင်ကျွန်တော် safety ပိုင်းဖြစ်အောင်လို့ကျွန်တော်ဒီမှာ security ပါမယ်ခင်ဗျအရေးတင်ရှိပိတ်တွေ motor တင်တာတွေအကုန်လုံးက security ရနေပြီးတော့ဥဆောင်ပြီးလုပ်ပြရမယ်အဲ့အတွက်ကျွန်တော်တို့မေးနဲ့ fee လေးတော့ပုံမှန်တိုက်ခန်းနဲ့တော့မတူဘူးခင်ဗျပို့ပြီးတော့နည်းနည်းလေးတော့ပို့ပေးရတာရှိရဲအဓိကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကတိုက်ခန်းဆိုရင်အတွင်းလမ်းတွေမှာဟုတ်ပဲနဲ့ကျွန်တော်တို့မန္တလေးလမ်းမရုံမှာတည်ရှိတဲ့အတွက်ကိုဒီကားပါကင်အတွက်ဆိုရင်တော်တော်လေးအဆင်ပြေတယ်တွားလာတဲ့နေရာတွေလည်းအရန်နေတယ်ဘယ်နေရာနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ကပင်လုံလမ်းမကြီးနဲ့ဒီရဲ့ကျွန်တော်တို့မန္တလေးစီရှိမယ်ဒါဆိုရင်တော့ကျွန်တော်တို့ပင်လုံလမ်းမကြီးရထိတ်မန္တလေးလမ်းနဲ့ပင်လုံလမ်းမကြီးတောင်ဝမန္တလေးစီရှိမယ်ကျွန်တော်ဒီဘက်ချမ်းမှာဆိုလို့ရှိရင်ပင်လုံအိမ်ယာရှိမယ်ခင်ဗျပင်လုံအိမ်ယာဆိုရင်ကျွန်တော်ဘာရှိမလဲဆိုပင်လုံစင်းရုံရှိမယ်တကုံမတီကရှိမယ်ကျွန်တော် EDU ကျောင်းနေလည်းရှိမယ်ပြီးရင်တော့ကျွန်တော် City Mall ဖြစ်တဲ့ကျွန်တော်ပင်လုံ City Map ပေါ့နော်ပင်လုံ City Map လည်းရှိမယ်အဲ့တော့ဒီ location တွေအကုန်လုံးနဲ့နေတဲ့နေရာမှာရှိနေတဲ့ဒီ9လွှာတိုက်ခန်းပေါ့နော်9လွှာတိုက်ခန်းမှာဘယ်လိုတွေပြင်ဆင်ထားလဲဆိုတော့ကျွန်တော်တစ်ချက်ဝင်လေးလာကြည့်အောင်ခင်ဗျပထမဆုံးကျွန်တော်လေကွန်မှာတက်မယ်ဆိုလို့ရှိရင်ပုံမှန်လေကားတွေကဘယ်လိုဖြစ်နေလဲဆိုရင်အကျန်းတွေများတယ်ပေါ့နော်သူကမတူဘူးကျွန်တော်တို့မချော်လဲအောင်ဆေးဖြစ်အောင်ဆိုသူခြေပြားတွေတခြားခင်းထားပြီးလေကွန်ကပြည့်တယ်ခင်ဗျလေကွန်ကျဲတယ်ပြည့်တယ်အဓိကတိုက်ခန်းတွေမှာအတက်ဆင်းမှာလေကွန်ကျဲမှလည်းပစ္စည်းတေချဆင်းပြရလေအဲ့တော့ကျွန်တော်ဒီကဆိုရင်အခန်းထဲဝင်လာတယ်ကျွန်တော်တို့မင်းတကားကြီးဆိုလို့ရှိရင်ကျွန်တော်ကျုံးတကားကြီးသုံးထားပြီးတာတခုကြံခဲ့လို့ဒီကောင်ရဲ့တိုက်ခန်းလေးကအရှိလှဲလေးဖြစ်တယ်နော်အရှိလှဲလေးဖြစ်တဲ့အတွက်တိုက်ခန်းတွေအများစုကကြာနေထိုးတာတော့တက်နေထိုးတာတော့တက်နေဆိုလို့ရှိရင်အရန်ပူတယ်အပူတံကိုခံရတဲ့ပြဿနာတွေရှိတယ်ပေါ့ဒါပေမဲ့ဒီကောင်ကအရှိလှဲလေးဖြစ်တဲ့အတွက်ကျွန်တော်ဘေးကိုကျွန်တော်တို့နေမထိုးဘူးအရန်အေးတယ်အခုကျွန်တော်ရောက်နေတဲ့အချိန်ဆိုနေ့လယ်ပိုင်းအချိန်ဆိုဒါအေးနေတာပဲပေါ့နော်ကျွန်တော်တို့ခုနပြန်ပြောမယ်ဆိုရင်အခန်းထဲဝင်လာတဲ့အချိန်မှာကျွန်တော်တို့အောက်မှာဆိုရင်ပါကေးတွေခင်းထားပေးရတယ်ပုံမှန်အတိုင်းပဲပေါ့အခန်းကိုကျွန်တော်တို့ဒီ Jasmine boat တွေကြွေပြားတွေလည်းပေါ့နော်ကျွန်တော်အခန်းနှစ်ခန်းပါမယ်အခန်းတွေကလည်းကျွန်တော်တို့ပုံမှန်အခန်းချင်းမဟုတ်ဘဲနဲ့54ပေ1854ဖြစ်တဲ့အတွက်ကိုအခန်းတွေကဒီ2 bedroom ပုံစံမျိုးပေါ့နော် master ခန်းမဟုတ်ပေမဲ့ရိုး bedroom ကိုကျွန်တော်အခန်းခြေတွေဖြစ်တယ်ခင်ဗျနှစ်ခန်းပါမယ်အဲ့တော့မိသားစုအဲဆိုကျွန်တော်တို့4ယောက်5လောက်ဆိုလို့ရှိရင်အေးစစ်စစ်နေလို့ရမယ်အခန်းကျယ်ပုံစံမျိုးပေါ့နော်အဲ့တော့အခုရှိတာအခန်းနှစ်ခန်းပါမယ်ကျွန်တော် lighting တွေဆိုလို့ရှိရင်လည်းဒါအကုန်ပြီးတော့ lighting တွေအကုန်ပြန်ထည့်ပေးထားတာဆိုတော့ ceiling မှာဆို light တွေထည့်ထားပေးထားတယ်ကျွန်တော်တို့ဒီမီးခွက်တွေဆိုရင်အကုန်မြုပ်ပြီးတော့ထည့်ထားပေးထားရပေါ့နော်ပြီးနောက်တစ်ခုရှိတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အားသာဝါဒကဒီပြတင်းပေါက်တွေဒီစောက်ထဲကပြတင်းပေါက်တွေဆိုပုံမှန်တိုက်ခန်းနေဆိုရင်ကျွန်တော်တို့4ပေပြတင်းပေါက်တွေရှိတယ်2ပေပြတင်းပေါက်တွေရှိတယ်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့5ပေကျော်တယ်ခင်ဗျကျွန်တော်တိုင်းတော့မတိုင်းကြည့်ရသေးအဲ့တော့ပြတင်းပေါက်က3ချက်ဖွင့်လို့ရတယ်ပေါ့နော်အဲ့အတွက်ဘာကောင်းသွားလဲဆိုရင်ကျွန်တော်လေးဝင်လေးထွက်အလင်းရောင်ဒါမျိုးကမီးပြတ်တဲ့အချိန်တွေဆိုလို့ရှိရင်အဲကွန်မရှိတဲ့အခါမျိုးဆိုရင်လင်းဝင်လေးထွက်မရှိတာတော့ကျွန်တော်အလင်းရောင်ကောင်းကောင်းမရတာဆိုတော့တိုက်ခန်းကနေရတာလည်းနည်းနည်းလေးfeeling သိပ်မကောင်းဘူးပေါ့နော်green box တွေဆိုရင်ဒါအကျေကြီးကျွန်တော်တို့နောက်ဖေးမီးဖို့ချောင်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာကြွေပြားခင်းထားပြီးတာအလဲအဲကန်းမှာတော့ပါကီပဲခင်းထားတယ်ဒီမီးဖို့ချောင်နဲ့ကျွန်တော်တို့ရှေ့ဝဲရနာမှာဆိုရင်ကြွေပြားတွေခင်းထားပေးပြီးသားမီးဖို့ချောင်မှာဆိုရင်ဒီမှာကပီတက်တွေလည်းအကုန်ပါထားပေးထားမယ် green box တွေလည်းကျေကြီးပြီးတော့ကျွန်တော်ဒီမှာရေချိုးကန်အိမ်လာပေါ့နော်ရေချိုးကန်အိမ်လာဆိုရင်ရေချိုးကန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘေးစင်မှာထည့်ထားပေးထားတယ်ရေမချိုးဘဲနဲ့မျက်နှာတစ်ဖို့အတွက်ဆိုလည်းစင်ပြောင်းလို့ထည့်ထားပေးထားတယ်ကျွန်တော်တို့ပြီးတော့ trailer ဆိုလို့ရှိရင်တော့ကိုပူတိုင်းနဲ့ထည့်ထားပေးရတယ်ခင်ဗျလို့အချမ်းနဲ့မဟုတ်ခဲတဲ့အကုန်လုံးသေးသက်ပေါ့နော်ကျွန်တော်တို့ကြည့်ထားတဲ့အကုန်ခင်းထားပေးထားတယ်ဆိုတော့ဒီတိုက်ခန်းကပုံမှန် mini condo ပုံစံမျိုးဖြစ်နေပြီးတော့ကျွန်တော်တိုက်ခန်းပဲဖြစ်နေတာပါဒါပေမဲ့ facility ကကြတော့အဲ့လို mini condo မျိုး vibe ကိုခံစားရတယ်ဆိုတော့အချက်လေးပေါ့နော်အဲ့တော့ခုနကျွန်တော်ရှင်းပြသွားသလိုlocation လည်းကောင်းတယ်ဒီမြောက်တကုံမှာလမ်းမနေခြင်းပြီးတော့ဒီဈေးအများကြီးလည်းမသုံးချင်ဘူးဆိုလို့ရှင်တော့ဒီတိုက်ခန်းလေးရွေးချယ်မယ်ဆိုတော့ကျွန်တော်ဒီတိုက်ခန်းလေးကိုညှိုးပေးစေချင်တယ်ဗျသွားလာလည်းအဆင်ပြေသလိုနေရထိုင်ရတာလည်းအဆင်ပြေတယ်ပြီးတော့ quality ကောင်းတဲ့စောက်ထားတဲ့ quality ပေါ့နော်အရန်ကောင်းပြီးတော့နောက်တစ်ခုရှိတာကဘာလဲဆိုဒီတိုက်ခန်းလေးကကျွန်တော်တို့ရိုးရိုး cash နဲ့ရတယ်လို့မျိုးဗန်ချင်းတွေလည်းရပါတယ် mission တူးတဲ့ concession တူးတဲ့စောက်ထားတာဖြစ်တဲ့အတွက်စားစရာအရန်ခိုင်ပါပါတယ်ခင်ဗျအဆက်ဆက်စာချုပ်လည်းအများကြီးမရှိသေးဘူးပိုင်ရှင်စီကနေပြီးတော့တစ်စစ်ပြန်ဝယ်ထားတာဖြစ်တဲ့အတွက်စာချုပ်စာတိုင်းအဆက်စာချုပ်တစ်စောင်ပဲရှိနေပါအောင်မယ် grand mate TV ရမယ်ကျွန်တော်တို့ဒီ PC ပါတဲ့စိတ်ဒီ PC စားစာတိုင်းရပါ
စားဆန်တဲ့အကုန်လုံးကကလေးရဖြစ်တဲ့အတွက်ကိုဘတ်ဂျက်လေးလည်းလူချင်းမျိုးတွေနဲ့စိတ်ပါရင်ဘတ်ဂျက်လေးနဲ့ဝယ်ချင်တယ်ဝယ်လို့ရပါတယ်ခင်ဗျ။ကျွန်တော်တို့ရဲ့ဒီမှာရေးထားပေးထားတဲ့ဖုန်းနံပါတ်လေးပေါ့3999508833လုံးလေးနဲ့39942019နဲ့490လို့လည်းဆက်သွယ်ပြီးမြတ်စုံစမ်းလို့ရပါတယ်ခင်ဗျ။နောက်ဗီဒီယိုတွေမှာလည်းဘလို့တန်တဲ့ဘလို့ခန်းမျိုးတွေဘလို့ကောင်းတဲ့မြေကွက်မျိုးတွေဘလို့ location လေးတွေကိုသင်ကြားအောင်လဲဆိုတော့ထပ်ဆောင်ကြည့်ပေးကြပါနော်။ကျေးဇူးအားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။